ပခုံးခါးကြဆွဲပါမယ်ပခုံးနေရာကနေဒီနေရာကိုတိုင်းလိုက်မယ်ခါးကြ14နေရာရောက်ပြီဆိုရင်ခါးကျယ်ကိုတိုင်းပါမယ်ခါးကျယ်လေးတိုင်းလိုက်မယ်ခါးဘယ်လောက်ရလဲဆိုရင်ခါးက22နဲ့တွက်ထားတာစုပေါင်း6ခွဲရပါတယ်6ခွဲရင်ကကြတော့29ရင်က29ရင်လိုက်29က4နဲ့စားတယ်ရတဲ့အဖြေကို4စိတ်ပေါင်းတယ်အဲ့ဒီတော့ရင်လိုင်းက9-6စိတ်ရတယ်ခါကြတော့22ကို4နဲ့စားတယ်4နဲ့စားပြီးတော့4စိတ်ပေါင်းပါတယ်4စိတ်ပေါင်းတဲ့အချိန်မှာအဖြေကဘယ်လောက်ရလဲဆိုတော့6ခွဲရပါတယ်ဒီခါတလက်မပေါင်းရမှာပါ sorry တလက်မပေါင်းတယ်တလက်မကဒါကဒေါက်စာပါပွားစာမဟုတ်ပါဘူးခါမှာပွားစာမရှိပါဘူးဒါဒေါက်စာပါပြီးပြီဆိုလို့ရှိရင်ဒီအမှတ်နှစ်ခုကိုစလိုက်ပါမယ်ဒီရင်အမှတ်ကလေးနဲ့ဒီခါအမှတ်ကလေးကိုစလိုက်မယ်စပ်ပြီးဆိုရင်တင်ဆိုရင်ဒီပခုံးကနေတိုင်းပါမယ်ဒါဆိုရင်ဒါ18လက်မဒီမှာတော့လက်မ20လောက်နဲ့ပဲချုပ်ပြပေးပါမယ်ရှင်အင်ကြီးအရှည်ကိုလက်မ20ဆိုရင်အရှည်20လက်မနေရာကနေတင်ပါကိုတိုင်းရပါမယ်တင်ရဒီနေရာမှာဆိုလို့ရှိရင်တင်ကို30နဲ့ပဲပြထားပြီးပါတယ်တင်30ဆိုရင်8လက်မရပါမယ်ဒါတင်လိုင်း8လက်မတင်ရ30ကို4နဲ့စားပြီးတော့ရလာတဲ့အဖြေကို4စိတ်ပေါင်းအဲ့တော့8လက်မရပါတယ်တင်ကပြီးပြီဆိုရင်ဒီမြင်းနှစ်ခုကိုစပ်ပေးလိုက်ပါမယ်ပြီးရင်အောက်မှာခောက်စာတစ်လက်မထည့်ပါမယ်ခောက်စာတစ်လက်မထည့်မယ်ရပြီးပြီဆိုရင်ကိုယ်တွေကိုဘေးတစ်လက်မပတ်လဲဘေးတစ်လက်မကိုထည့်ပါမယ်ကိုယ်တွေဘေးပတ်လဲတစ်လက်မဘေးပတ်လဲတစ်လက်မထည့်လိုက်ပါပြီထည့်ပြီးပြီဆိုလို့ရှိရင်အပေါ်ပိုင်းချုပ်စာမှာလေဘင်းကိုချုပ်စာ2စိတ်ပခုံးချုပ်စာ4စိတ်ဂျိုင်းချုပ်စာ4စိတ်ထည့်ရပါမယ်ထည့်ပြပါမယ်ဒီမှာပခုံးလေဘင်းကချုပ်စာ2စိတ်ထည့်ရမယ်တခါပခုံးကိုချုပ်စာ4စိတ်ဒါပခုံးချုပ်စာ4စိတ်လေဘင်းချုပ်စာ2စိတ်ပြီးရင်ဂျိုင်းကိုလည်းချုပ်စာ4စိတ်ထည့်ပါမယ်ပြီးတော့သူကဒီအောက်မှာ2စိတ်လောက်ကိုရှောပြီးတော့ဆင်းသွားပါမယ်တန်းကြီးသွားပြီးတော့သူ့ကိုသွားမဆက်ပါဘူးအဲ့တော့ဒါဂျိုင်းချုပ်စာပါဒါဂျိုင်းချုပ်စာဒါပခုံးချုပ်စာဒါလေဘင်းချုပ်စာပါရှင်ဒါက2စိတ်လေဘင်းချုပ်စာက2စိတ်ပခုံးချုပ်စာကဒါ4စိတ်ဂျိုင်းချုပ်စာဒါက4စိတ်ဒီဘေးကကြတော့ဒါတစ်လက်မဒီချုပ်စာတစ်လက်မเนาะဘေးချုပ်စာအောက်ခောက်စာကလည်းဒါတစ်လက်မရှိတယ်ပြီးပြီဆိုလို့ရှိရင်ဒီကိုယ်ထဲမှာဒီမြင်းနဲ့ဒီမြင်းကြားမှာခါးနဲ့ရင်မြင်းကြားမှာဒီအပြင်မှာ4စိတ်စားလိုက်ရပါမယ်4စိတ်စားလိုက်ပါပြီဒါဆိုရင်အင်ဂျီကညှက်ပြီးချုပ်ပြီးပြီဆိုရင်အရန်လှပါတယ်ဒီအင်ဂျီလေးอ่ะဆိုလို့ရှိရင်ဒီမှာသူကအသားမရှိပါဘူးလူကြီးရဲ့ဒီမြင်းနဲ့ဒီမြင်းကြားမှာဆိုလို့ရှိရင်စားရပါတယ်ဒါဆိုလို့ရှိရင်ဒါလေဘင်းလဲဖောက်ပြီးပြီပခုံးဆွဲပြီးပြီဂျိုင်းဖောက်ပြီးပြီဒီဘေးမှာလဲစားတာပြပြီးပြီဆိုရင်ဒီအင်ဂျီကဒီလိုထားလို့မရပါဘူးဒီဘေးမှာမြင်းကိုတစ်လက်မမှုရင်တစ်လက်မကွယ်စားပေးရမယ်ဒီမှာတော့တစ်လက်မစားပြပေးလိုက်ပါမယ်နော်တစ်လက်မလည်းစားလို့ရတယ်တစ်လက်မကွယ်လည်းစားလို့ရတယ်လို့ပြပြလေးစားပေးရပါမယ်ဒီလိုလေးစားပေးလိုက်ရပါမယ်နောက်တစ်ခုကဆိုလို့ရှိရင်ကြောမှာကြောတောက်ထည့်ရပါတယ်ကြောတောက်မထည့်ဘူးဆိုလို့ရှိရင်
body fit ရမ်းမဖြစ်ပါဘူးဇစ်ထဲတဲ့အင်ဂျီတွေမှာဆိုနောက်ကျောမှာဖောင်းနေတတ်ပါတယ်အဲ့ဒီတော့ခါမှာ၄စိတ်စားပါမယ်အရင်ဆုံးခါမှာ၄စိတ်မှတ်လိုက်ပါမယ်ခါယိုးမှာ၄စိတ်ဒါ၄စိတ်မှတ်ပြီးပြီဆိုရင်ဒီနေရာလေးနဲ့ခါနေရာနဲ့ကိုဓာတ်ဆွဲလိုက်ပါမယ်လူလေးဓာတ်ဆွဲလိုက်ပါမယ်ပြီးရင်ခါနဲ့တင်လိုင်းနဲ့မှာလည်းဓာတ်ဆွဲလိုက်ပါမယ်ခါနဲ့ဒီတင်လိုင်းဒီနားလေးเนาะဒီနားလေးနဲ့ဓာတ်ဆွဲလိုက်မယ်ဓာတ်ဆွဲပြီးပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ဒီလေဘင်းနားလေးနဲ့ဒီခါရဲ့ဂျားထဲမှာနှစ်စိတ်ထပ်စားပေးရမယ်ဒီခါနဲ့ဒီတင်လိုင်းဂျားလေးထဲမှာနှစ်စိတ်ထပ်စားပေးရမယ်မစားဘူးဆိုရင် तू ကဖောင်းဖောင်းကြီးဖြစ်နေတတ်ပါတယ်ဒါကြောင့်မို့လို့ဒီဂျားထဲမှာနှစ်စိတ်ထပ်ပြီးတော့စားပေးလိုက်ပါမယ်เนาะနှစ်စိတ်ထပ်စားလိုက်ပါပြီပြီးရင်ဒီနှစ်ခုကြားထဲမှာလည်းနှစ်စိတ်ထပ်စားပြီးပါမယ်ပြပြလေးယူပါခါကနေဒီအောက်ပိုင်းကိုပြန်ပြီးတော့ဒီလိုမျိုးလေးဖြစ်သွားပါမယ်เนาะဒါကနှစ်စိတ်စားပေးရပါမယ်ဒီအတွင်းကိုထပ်ပြီးတော့နှစ်စိတ်စားမယ်ဒီနားကနေဒီထီကိုနှစ်စိတ်စားပေးပါမယ်ဒါကနှစ်စိတ်စားတာဒီကနေဒီကြားထဲကိုနှစ်စိတ်စားမယ်ဒီခါကနေဒီလေဘင်းကြားထဲကိုနှစ်စိတ်စားမယ်ဒီမှာကချုပ်စာ၄စိတ်ထားပြီးသားအဲ့တော့ဒီလိုစားပြီးပြီဆိုလို့ရှိရင်ဒီမှာချုပ်စာ၄စိတ်ထည့်လိုက်ပါချုပ်စာ၄စိတ်ဆွဲပါမယ်နော်ဒါဆိုရင်ရပါပြီဒီနားလေးမှာလည်းအသေးရဒါကဒီဟာကိုကြတော့ညှက်တော့မယ်ဆိုရင်ဒီမြင်းတန်းကိုမညှက်ဘူးဒီဟာကိုခောက်ပြီးတော့ပဲထားရမယ်ဒီနားလေးကိုထားရမယ်ရှေ့ချမ်းညှက်ပြီးတဲ့အခါကျတော့မှဒီစားတဲ့ဟာကိုစားပလိုက်ပါမယ်ရှေ့ချမ်းမညှက်သေးပဲနဲ့ဒီနားကိုမညှက်သေးဘူးဘာဖြစ်လဲဆိုတော့ဒီနားကိုရှေ့ချမ်းမှာ3ရအောင်မှာမို့လို့ဖြစ်တယ်ပြီးတော့ဒါကပခုံးစနစ်နဲ့ချုပ်ထားတဲ့အတွက်ရှေ့ချမ်းလေပင်လေးကိုယာပေးထားလိုက်ပါမယ်ရှေ့ချမ်းလေပင်ကဒီက2လက်မဆိုရင်2လက်မနဲ့2စိတ်ဒီနားလေးကရှေ့ချမ်းလေပင်ဒါရှေ့ချမ်းရှေ့လေပင်2လက်မနဲ့2စိတ်ဒါပုံမှန်လေပင်အဲ့ဒီမှာ तू က1လက်မပဲချမယ်ဆိုလို့ရှိရင်ဒါ1လက်မဒါ1လက်မချတယ်လေပင်1လက်မချလေပင်အားလုံးပဲသဘောပေါက်မယ်လို့ထင်ပါတယ်လေပင်ကဘေးကို1လက်မချက်မယ်ဆိုရင်ပခုံးဆောင်1လက်မခွဲချပြရမယ်လေပင်ကဘေးကို1လက်မခွဲချက်မယ်ဆိုရင်ပခုံးဆောင်1လက်မချရပါမယ်ဒါကကိုယ်တဲ့အသေးနဲ့ကိုယ်တဲ့အလက်မှာသုံးတာပါကိုယ်တဲ့အကြီးရောက်တယ်ဆိုရင်သူကပြောင်းသွားအောင်ပါကျေးဇူးများတင်ပါတယ်ရှင်